ကိုဝင်တားဖို့တာဝန်ကိုအမျိုးသားတွေကိုလွှဲပြောင်းပေးနိုင်တော့မှာပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျမတို့အမျိုးသမီးတူကြီးအတွက်အနာဂတ်သတင်းကောင်းတစ်ခုကိုပြောပြပေးသွားမှာဖြစ်လို့အဆုံးထိနားထောင်ပေးပါအမျိုးသားတွေအတွက်တော့ဝမ်းနည်းစရာဖြစ်မလားမသိဘူးပေါ့နော်ကျမကတော့မပွင့်ဖြူဝင်းမှာဇေဝပညာရှင်ဖာမစစ်တက်ဦးဖြစ်ပါတယ်ရှင်ကျမတို့ဟိုးရင်ကလေးကကိုဝင်တားဖို့ဆိုလို့ရှိရင်အမျိုးသမီးတွေပဲတာဝန်ယူခဲ့ကြရတယ်ဟော်မုန်းပါတဲ့ဆေးတွေကိုတောက်တာဟော်မုန်းပါတဲ့ဆေးတွေကိုထိုးတာအဲ့မျိုးတွေလှုပ်ပြီးတော့ဝါတာပိန်တာအသားရည်တွေမဲညစ်တာရာသီလာတာတွေများလွန်းတာနဲလွန်းတာလုံးဝမလာတာပေါ့နော်အဲ့လိုမျိုးအမျိုးမျိုးသောဒုက္ခတွေကိုကျမတို့တွေခံစားခဲ့ကြရပါတယ်အခုဆိုလို့ရှိရင်တော့အဲ့ဒီဒုက္ခတွေကင်းဝေးဖို့ရာအချိန်ကာလအနည်းငယ်ပဲလိုတော့မယ်ဆိုလို့ရှိရင်အမျိုးသမီးတူကြီးဝမ်းသာခြင်းနဲ့ကြမှာသိကြပါတယ်ဟုတ်ပါတယ်ကျမတို့ကိုစားကိုဝင်တားဖို့တာဝန်ကိုအမျိုးသားတွေကိုလွှဲပြောင်းပေးနိုင်တော့မှာပဲဖြစ်ပါတယ်အမျိုးသားတတိတားစီတကယ်ပဲရတော့မှာဆိုတဲ့သတင်း2026 update လေးကိုတွေ့ထားတဲ့အတွက်ပြန်ပြီးတော့ share ပေးချင်ပါတယ်အမျိုးသားတတိတားစီကတစ်မျိုးတောင်မဟုတ်ပါဘူးသုံးမျိုးတောင်ပဲတွေ့ရတာပဲဖြစ်ပါတယ်ပထမတစ်မျိုးကတော့ဟော်မုန်းပါတဲ့လိင်စိအမျိုးအစားဖြစ်ပါတယ်အန်နီ SIT ဆိုတဲ့ဟော်မုန်းပါတဲ့လိင်စိမျိုးပေါ့နော်အဲ့ဒီလိင်စိကကျမတို့အမျိုးသမီးတွေတားစီတောက်ရတယ်လို့မျိုးပေါ့နော်ဟော်မုန်းကနှစ်မျိုးပါတာပဲဖြစ်ပါတယ်အဲ့ဒါကကြတော့အမျိုးသားရဲ့ပခုံးပေါ်မှာလိမ့်ပေးရမှာဖြစ်ပါတယ်အဲ့လိုလိမ့်ပေးလိုက်ခြင်းအပြင်အမျိုးသားရဲ့တုပ်ပိုးပမာဏကိုလျှော့ချပေးပြီးတော့ကိုဝင်ကိုမရအောင်တားပေးတာပဲဖြစ်ပါတယ်ဒုတိယတစ်မျိုးကတော့ဟော်မုန်းမပါတဲ့တောက်ဆေးပဲဖြစ်ပါတယ် YCT 529ဆိုတဲ့အဲ့ဒီတောက်ဆေးကဟော်မုန်းလုံးဝမပါတဲ့အမျိုးသားကိုဝင်တားဆေးပဲဖြစ်ပါတယ်အမျိုးသားရဲ့ခန္ဓာကိုယ်တွေကအဲ့တုပ်ပိုးတွေထုတ်ဖို့ရအတွက်ပေါ့နော်လိုအပ်တဲ့ဗိုက်တာမင် A လို့ခေါ်တဲ့ retinoic acid ကိုမထွက်အောင်လုပ်တာပဲဖြစ်ပါတယ်ပြောရလို့ရှိရင်ဗိုက်တာမင် A receptor blocker လုပ်တဲ့ဆေးမျိုးပဲဖြစ်ပါတယ်2026 clinical data တွေရဆိုလို့ရှိရင်အဲ့ဒါကအမျိုးသားတွေအတွက်အနည်းရဲ့အကင်းဆုံးနဲ့အထီးရောက်ဆုံးတောက်ဆေးဖြစ်နိုင်တယ်လို့ပညာရှင်တွေကသုံးသပ်ထားတာကိုတွေ့ရှိရပါတယ် preclinical trial မှာဆိုလို့ရှိရင် 99% ကို effective ဖြစ်တာကိုလည်းတွေ့ရပါတယ်အခု2026မှာဆိုလို့ရှိရင်လည်းလူသားတွေနဲ့စမ်းသပ်မှုမှာအခြေအနေအတော်ကောင်းတယ်လို့ရေးထားပါတယ်တုပ်ပိုးအရေးအတွက်ကိုလည်းခံမှန်းထားတဲ့အတိုင်းကိုတိတိတာတာရောကြတယ်လို့အတည်ပြုထားတာကိုတွေ့ရှိရပါတယ်ခုနပထမတစ်ခုမှပြောတဲ့ဒီတားစီလိမ့်စီကကြတော့သူကဟော်မုန်းပါတဲ့အတွက်ကြောင့်မလို့ကျမတို့တွေခံစားရတဲ့အတိုင်းပဲပေါ့နော်သူတို့တွေလည်းခံစားရနိုင်တယ်လို့ဖော်ပြထားပါတယ်အဲ့လိမ့်စီက10ပတ်ကနေ15ပတ်အထိပေါ့နော်တောက်လျှောက်လိမ့်မှသာအာနိသင်ပြတာကတွေ့ရတယ်လို့ဖော်ပြထားပါတယ်ဘာနေနေဒါကလည်းကျမတို့အမျိုးသမီးတွေအတွက်ဝမ်းသာစရာသတင်းတစ်ခုပဲဖြစ်ပါတယ်ပခုံးကိုအဲ့ဂျယ်လေးကိုပေါ့နော်လိုရှင်းလိမ့်တဲ့လိုမျိုးလိမ့်ပေးနေရင်းနဲ့ကိုဝင်ကိုတားပေးနိုင်မှာဆိုတော့ကြတော့ကျမတို့တွေစေးတောက်ရတာစေးထိုးရတာထက်စားလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်ဟုတ်ပါတယ်နောက်ပြီးအဲ့ဒီဂျဲကလည်းပေါ့နော် phase 2 clinical trial state မှာရှိနေပြီဆိုတော့ကြတော့တော်တော်လေးနှိစက်နေပြီလို့ပြောလို့ရပါတယ်နောက်တတိယတစ်ခု plan A ဆိုတဲ့ Viscel gel ADAM လို့ခေါ်တဲ့ hydrogel ကိုအမျိုးသားတွေတုပ်ပိုးသွားတဲ့လမ်းကြောင်းတွေကိုထည့်သွင်းတဲ့ပုံစံပဲဖြစ်ပါတယ်ခွဲစိတ်စရာမလိုပါဘူး2025နှစ်ကုန်ပိုင်းနဲ့အခု2026အစောပိုင်းမှာထွက်တဲ့ data တွေအရဆိုလို့ရှိရင်ထည့်ပြီးတော့2နှစ်အကြာထိပေါ့နော်တုပ်ပိုးကိုအောင်မြင်စွာတားဆီးထားနိုင်တာကိုတွေ့ရပါတယ်တကယ်လို့အဲ့ဂျယ်ကိုပြန်ထုတ်တယ်ဆိုလို့ရှိရင်လေကလေးကပြန်ပြီးတော့ရနိုင်ပြီးတော့အဲ့လိုကိုဝင်တားတာကယာယီတားနိုင်တာမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့အမျိုးသားတွေအကြိုက်လည်းဖြစ်မယ်ထင်ပါတယ် researcher တွေရဲ့ဖော်ပြချက်တွေအရဆိုလို့ရှိရင်တော့နောက်2နှစ်3နှစ်ဆိုလို့ရှိရင်ဈေးကွက်ထဲကိုရောက်နိုင်မယ်လို့ပြောထားပါတယ်ဟုတ်မဟုတ်ကတော့စောင့်ကြည့်ရမှာဖြစ်တယ်လို့မြန်မြန်ရဖို့ကိုလည်းကျမတို့တွေများများဆူတောင်းရမှာပဲဖြစ်ပါတယ်ကဲဒီနေ့ပြောပြတယ်အမျိုးသားကိုဝင်တားစိတ်နဲ့ပတ်သက်ပြီးတော့
ကျေနပ်တဲ့သူတွေရှိတယ်ဆိုလို့ရှိရင် comment မှာမှန်ခဲ့ပေးပါနောက်ပြီး mention ခေါ်ပြီးတော့ကျမတို့တွေကြိုပြီးတော့အောင်ပွဲခံဖို့ကိုလည်းမမေ့ပါနဲ့နောက်ထပ်လည်းအခုလိုမျိုး update သတင်းတွေတွေ့ရတယ်အခုလိုမျိုးမျှဝေပေးသွားမှာဖြစ်လို့စောင့်ကြည့်ဖို့ရမမေ့ပါနဲ့နော်